Tori Hiki နဲ့ Hiki Ai ဘာကွာလဲဆိုတာကိုသိကြလား Tori Hiki ဆိုတာကကြတော့ဒီကုမ္ပဏီတစ်ခုနဲ့တစ်ခုကြားထဲမှာအပြန်အလှန်ပြောရမယ်ဆိုရင်အယောင်းဝယ်စာပြီးသားအယောင်းဝယ်ရှိပြီးသားဆိုတဲ့အဓိပ္ပာယ်မျိုးပြောတာပေါ့နော်ဒါပေမဲ့ Hiki Ai ဆိုတာကကြတော့အဲ့လိုမဟုတ်ဘဲနဲ့အခုမှစပြီးတော့ဝယ်မှာဆိုတာမျိုးဒီပစ္စည်းနဲ့ပတ်သက်ပြီးစိတ်ဝင်စားလို့စပြီးတော့မေးမြန်းစုံစမ်းနေဆိုတဲ့အဆင့်ပဲရှိသေးရပေါ့နော်နောက်ကိုစလုံးကတော့ဒီ business ပေါ့နော်လုပ်ငန်းခွင်တွေမှာသုံးတာများပေမဲ့ဒီအဓိပ္ပာယ်ကတော့အများကြီးကွာတယ်ပေါ့နော်ဥပမာအနေနဲ့ပြောရမယ်ဆိုရင် A 会社と B 会社の取引はもう10年経っていますပြောရမယ်ဆိုရင်တော့ဒီ A ပေါ့နော်ဒီ company A နဲ့ company B ကြားထဲကအယောင်းဝယ်ကပေါ့နော်မို့10နှစ်တောင်ရှိသွားပြီ10နှစ်တောင်ရှိသွားပြီတော်တော်ကြာနေပြီဆိုတဲ့အဓိပ္ပာယ်မျိုးပြောတာပေါ့နော်နောက်ကကျတော့ Hiki Ai Hiki ဥမာအနေနဲ့ပြောရမယ်ဆိုရင်今日は B 会社からこの設備について Hiki Ai がありましたဥမာဆိုရင်ပြောရမယ်ဆိုရင်ဒီနေ့ကတော့ဒီ company B နဲ့ပတ်သက်ပြီးတော့ဒီ service နဲ့ပတ်သက်ပြီးတော့ပေါ့နော်မေးမြန်းစုံစမ်းတာမျိုးရှိလာခဲ့တယ်ပေါ့အဲ့လိုမျိုးပြောပါပေါ့နော်အဲ့ဒါဆိုရင်ဒီ Hiki Ai ပေါ့အခုမှစပြီးတော့ဒီ business နဲ့ပတ်သက်လို့သိချင်တော့စိတ်ဝင်စားလို့လာပြီးတော့မေးတာမျိုးပေါ့နော်会社のホームページに海外のお客様から B 商品について Hiki Ai がありましたပေါ့နော်ဒီ company ရဲ့ home page ကိုပေါ့နော်ဒီနိုင်ငံခြား company တစ်ခုကနေပေါ့နော်နိုင်ငံခြား company တစ်ခုကဒီ customer တယောက်ကနေပြီးတော့ဒီ service နဲ့ပတ်သက်ပြီးတော့ပေါ့နော် B service နဲ့ပတ်သက်ပြီးတော့ပေါ့နော်မေးမြန်းစုံစမ်းတာမျိုးရှိလာခဲ့ပါတယ်အဲဆိုအဓိပ္ပာယ်မျိုးပေါ့နော်အဲကြောင့်မလို့ဒီ Tori Hiki ကိုပြပြီးဆိုရင်ဒီ company တစ်ခုနဲ့တစ်ခုလူတစ်ယောက်နဲ့တစ်ယောက်ကြားကဒီ connection တစ်ခုကစတင်ပြီးသားအယောင်းဝယ်ကစပြီးသားဆိုတဲ့အဓိပ္ပာယ်မျိုးပြောတာပေါ့နော် Hiki ရကြတော့အခုမှစဖို့အတွက်ဒီပစ္စည်းနဲ့ပတ်သက်ပြီးတော့ဒီအကြောင်းအရာနဲ့ဒီ service နဲ့ပတ်သက်ပြီးတော့မေးမြန်းစုံစမ်းတာမျိုးကိုလုပ်တာဆိုတာမျိုးကိုကြတော့ဒီ Hiki လို့ပြောရပါတော့